အားလုံးပဲမင်္ဂလာပါခင်ဗျာ MG Sport ကနေကြိုဆိုပါရစေအခုပဲ Manchester United အသင်းနဲ့ Arsenal အသင်းတို့ပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်ဒီနေ့ပွဲမှာဒါ Amorim လက်ထက်ကမပြောခဲ့ရတဲ့ဒါအချိန်တွေကိုကျွန်တော်အရင်ကပြောခဲ့ရတယ်ပေါ့နော်တကယ်ကို Arsenal အသင်းအိမ်ဝင်ရှုံးပွဲမရှိစံချိန်ကိုလည်းရစ်တမ်းပေးလိုက်တယ်လို့ကျွန်တော်တို့ရဲ့ top 4ဝင်မဲ့ဒီပွဲနိုင် top 4ဝင်မဲ့ဘယ်လိုပြောမလဲ top 4ဝင်နိုင်တဲ့ခြေစွမ်းကိုလည်း sorry ဘယ်လိုပြောမလဲဗျာ top ပြောလုံးလို့ဗျာဘာပြောလို့ပြောမိမှန်းတော့မသိဘူးဒီပွဲနိုင်ပေါ့နော် top 4ဝင်မဲ့အခွင့်အရေးကိုလည်းကျွန်တော်တို့မီယာစုပ်ကိုင်နိုင်ခဲ့ကြတယ်ပေါ့နော်ဒီနေ့ပွဲမှာဒါ short target 3လုံးရတဲ့အချိန်မှာဒါ3ဂိုးဝင်ခဲ့တယ်တကယ်ကိုရန်ကိုကောင်းတယ်ဗျာဒီမှာတတင်းလုံးဒါကိုသမားအစလုံးဝတတင်းလုံးကိုကျွန်တော်အားရနေပြတယ်တကယ်ကိုပြောခဲ့ရတဲ့ပွဲပဲအရန်ကိုကောင်းနေတယ်ဒါအာဆင်နယ်အသင်းကလည်းသူတို့ရဲ့ထုံးစံအတိုင်းပေါ့နော်ဒါဆက်ပြီးအားကိုကျွန်တော်ဒီနေ့ပွဲမှာဒါဆက်ပြီးအကောင်းဆုံးဟန်တာကိုစူးစမ်းနိုင်ကြတော့တွေ့ရတယ်ဒါမှဆက်ပြီးအများကြီးပေးခဲ့ရပါမယ်တကူပဲခွင့်ပြုခဲ့ရတယ်ပေါ့နော်ဒါပထမကိုဆိုလဲဒါလီဆန်ချိုမာတီနက်ကတော့ကန်ဆိုးပြီးတော့ဒါသူနဲ့ထိပြီးတော့အဲ့လိုမျိုးပေါ့ဒီဖလက်တော့မဟုတ်ဘူးဒါပေမဲ့သူတွင်းလိုက်တယ်လို့ဖြစ်ပြီးအုံကိုဖြစ်သွားပြီပေါ့နော်ပထမကိုမှာဒါမာတီနက်အုံကို29မိနစ်မှာတွင်းတယ်ဒုတိယဒါအဲ့ဒါတင်းတင်းပေးခြင်းပဲဒါအန်ဘူးမိုကဒါ38မိနစ်မှာတကယ်ကိုဒီဆူပီမန်ဒီရဲ့အမှားအနေတဆင့်ဒါကိုသမားကိုလိမ်ပြီးတွင်းခဲ့ရပေါ့နော်ဒါဒုတိယပိုင်းဒါအစပွဲ9မိနစ်50မှာပဲတိုကူရဲ့အလှဆုံးကိုကျွန်တော်တို့ထပ်ပြီးမြင်တွေ့ခဲ့ရတယ်ပေါ့နော်ဒါ2-1နဲ့ကျွန်တော်တို့နိုင်နေပြီးတော့ထိန်းချုပ်နေပြီးတော့မှဒါ84မိနစ်မှာဒါတောင်းကန်ပေါ်ကနေရှုချက်ခံနေအနေထားမယ်မရီနိုကောင်းတိုက်ပြီးမရီနိုကန်တွင်းလိုက်တယ်ပေါ့နော်အဲ့တော့2-2ဖြစ်သွားတော့ဒီဘက်တော့ကျွန်တော်တေးကျသွားပြီပဲထင်တာဒါပေမဲ့ကိုညာရဲ့ကန်ချက်တကယ်ကောင်းတယ်ဗျာတကယ်ကိုကောင်းတာကျွန်တော်ပေးရတယ်ဗျာဒီကိုညာကိုပေးခဲ့ရတဲ့ဆေးဒီတပွဲထဲမှာဒီသင်ကိုတကိုးတည်းနဲ့ကျွန်တော်တို့တန်သွားပြီနောက်ထပ်ပွဲမှာဘလို့ပဲခြေခံပြမပြဒီပွဲမှာဒီသင်ကိုတကိုးတည်းနဲ့ကျွန်တော်တို့သူ့ကိုပေးဝယ်ခဲ့ရတဲ့တန်သွားပြီတကယ်ကိုပြောဖို့ကောင်းခဲ့တယ်တကယ်ကိုလည်းအသင်းလုံးပေါ့နော်ကိုသမားစံဒီလက်မန်းဆိုလည်းတော်တော်ကောင်းတယ်ဒီပွဲမှာအဲ့တော့ကျွန်တော်တို့အခုဆိုအဆင့်4ရောက်သွားပြီပေါ့နော်တကယ်ကတော့နိုင်နေဆိုတော့ကျွန်တော်တို့ကဒီအာဆင်နယ်ပရိသတ်တွေရဲ့လေကြီးနေတာကိုကျွန်တော်တို့ချိုးဖျက်ပြနိုင်ခဲ့တယ်အာဆင်နယ်အသင်းရဲ့ခြေစွမ်းဘယ်ပြောမလဲအာဆင်နယ်အသင်းကိုအနိုင်ယူနိုင်ခဲ့တယ်အိမ်ကွင်းမှာအနိုင်ယူနိုင်ခဲ့တယ်ဆိုတာဒီမှာဒါကျွန်တော်တို့အသင်းကပထမအဦးဆုံးပဲနောက်ပြီးတော့ top 4တွေကိုလည်းကျွန်တော်တို့ကဒါလီဗာပူးချက်စီတို့ကိုကြော်ပြီးကျွန်တော် top 4မှာအခုမြင်ရယူပြီပေါ့နော်အောက်ကချက်စီကို38မှတ်တမတ်ဖြတ်ထားတယ်လီဗာပူးလည်း2မှတ်ဖြတ်ပြီးတော့ဒါ top 4မှာကျွန်တော်တို့ top 4ဝင်သွားခဲ့ပြီပေါ့နော်တကယ်ကိုဒီနေ့ညအတွက်ကတော့ဘာပြောရမှန်းမသိအောင်ကိုတကယ်ဝမ်းသာခဲ့ရတဲ့ပွဲပဲတကယ်ကိုကျေနပ်ခဲ့ရတယ်ဒါမိုက်ကယ်ကာရီရဲ့ဒါဒုတိယမြောက်ပွဲပေါ့နော်မိုက်ကယ်ကာရီစတင်ဒုတိယပွဲမှာလည်းဒါအသင်းချင်းနှစ်သင်းကိုနှစ်ပွဲမှာနှစ်သင်းစလုံးအနိုင်ရရှိအောင်ကစားနိုင်ခဲ့တယ်မိုက်ကယ်ကာရီManchester City ကိုလည်း2-0နဲ့အနိုင်ရရှိခဲ့တယ်လို့ Arsenal အသင်းအရန်ကိုတိုက်တဲမှာအရန်ကိုကောင်းပါတယ်ဆိုတဲ့အသင်းကိုလည်းကျွန်တော်တို့အဝေးကွင်းသွားပြီးတော့အနိုင်ရရှိခဲ့ပါတယ်ဒီနေ့ပွဲဘယ်လိုပြောရမလဲဒီနေ့ပွဲမှာဒါပြောစရာကြီးအများကြီးပဲဗျာဒါပေမဲ့ကျွန်တော်အရန်ပြောတဲ့အတွက်ဘာတွေပြောလို့ပြောရမှန်းလဲကျွန်တော်မသိတော့ဘူးတကယ်ကိုကောင်းတဲ့ခြေစွမ်းကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရတယ်ဗျာဘယ်လိုပြောရမလဲဒီနေ့ပွဲကကျေနပ်တယ်ဗျာဒီအထူးကူရဲ့တင်းကိုဘယ်လိုပဲဖြစ်ဖြစ်အသင်းလုံးကိုကျွန်တော်သိကျေးဇူးတင်တယ်နော်တောက်လျှောက်ကျွန်တော်တို့ဆဲလာခဲ့ရတယ်လူကစားသမားတိုင်းကိုကျွန်တော်တို့ဆဲလာခဲ့ရတယ်နေပြားတွေကိုဆဲလာခဲ့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒီနေ့တပွဲအတော်အားလုံးကိုကျွန်တော်တို့ကျေးဇူးတင်တယ်တကယ်ကိုအရန်ကိုပြောခဲ့ရတယ်တကယ်ကိုဒီလေးအရန်ကြီးနေတဲ့အာဆင်နယ်အသင်းကိုဒီလိုအဝေးကွင်းမှာသူတို့ရဲ့အိမ်ကွင်းရှုံးပွဲမရှိစံချိန်မှာဖြတ်ပြီးအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ကစားသမားတွေရောနီးပြတွေအကုန်လုံးကိုကျွန်တော်တို့ကျေးဇူးတင်တယ်โอเคဗျာပြောလို့ဒါကတော့အများကြီးပြောလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ညနေအဲ့ချိန်ရောက်နေပေါ့နော်အဲ့အတွက်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကျွန်တော်တကယ်ကိုပြန်ပျော်နေတယ်Manchester United အသင်းပရိသတ်တွေလည်းတကယ်ကိုပျော်နေမိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ညီကိုတွေပျော်ကြပါပျော်နိုင်တဲ့အချိန်ပျော်ကြပါနော်
ယ်လိုပဲဖြစ်ဖြစ်နောက်ပွဲတွေဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ပွဲတစ်ပွဲအနိုင်ရရှိတဲ့အစွမ်းဆောင်ပေးခဲ့တဲ့ Michael Carrick ကစားသမားတွေအားလုံးကိုကျွန်တော်တို့ကျေးဇူးတင်တယ်။လေကြီးနေတဲ့လေတွေအကုန်လုံးကိုပိတ်သွားအောင်ကစားနိုင်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုကျေးဇူးပေးခဲ့တဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်တယ်။ကျွန်တော်ဗျာဘယ်လိုပြောမလဲ။ဟောပြီဗျာဒီလောက်ပဲနောက်ခဏမှာကျွန်တော်တွေ့အေးသွားတော့မှပဲနောက်ထပ်ကျွန်တော်ဒီခန်းစားပွဲအကြောင်းဆက်ပြီးတော့ပြောမယ်။ခုကတော့ဒီလောက်ပဲအားလုံးကျေးဇူး